ဒီစစ်အာဏာရှင်ကိုဖြုတ်ကိုဖြုတ်ချမယ်ဘလို့ဒီနဲ့ဖြစ်ဖြစ်ဖြုတ်ကိုဖြုတ်ချရမယ်ဆိုတဲ့စိတ်သက်ရှိမှအဲ့လိုဖြစ်ခဖြုတ်ချမယ်ဆိုတဲ့ရည်ရွယ်ချက်ရှိမှပဲဒီတော်လန်ကြီးကအောင်မြင်အဓိကကတော့တော်လန်ရေးဒီအင်အားစုတွေကအာဏာရှင်ကိုဖြုတ်မယ်ဆိုတဲ့ရည်ရွယ်ချက်တစ်ခုပဲထားပြောမယ်နံပါတ်1ဖိနှိပ်ထုတ်ချက်ခံရမယ်တရားမျှတမှုရမှာမဟုတ်ဘူးညီတူညီမျှပြောမယ်ဖြစ်ခွင့်ရှိမှာမဟုတ်တော့ဘလို့ပဲဒီနိုင်ငံမှာပဲနေရင်းနဲ့ပဲလုံးပါပါသွားကြရှိတယ်ပေါ့ပြည်တွင်းကလူငယ်အင်အားအများကြီးပြောမယ်စုစည်းနိုင်မှတော်လန်ရင်ကအောင်မြင်နိုင်တာပေါ့အဲ့လိုတော့မြင်တယ်အားလုံးပဲတာလီစွာပါရှင်မန်ဒီယာခွေရှာအရခမီဒီယာကနေပြန်လေးကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်အစီအစဉ်ကတော့စစ်အာဏာရှင်ကြာရှုံးရေးဟာပြည်တွင်းမှာသာရှိတယ်ဆိုတဲ့အစီအစဉ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့ဖိုက်ခေါ်ထားတဲ့ပုံကောကတော့ Human Resources Specialist ဆရာမစုမြတ်သိန်းနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်မနဲ့အတူပူးတွဲတင်ဆက်ပေးသွားမယ့်ဆရာကတော့ဆရာရေးချိုတန်းပဲဖြစ်ပါတယ်တာလီစွာပါရှင်ဆရာတို့ဆရာမတာလီစွာပါဆရာမမင်္ဂလာပါဟုတ်ကဲ့ပါဆရာကြီးဆိုတော့ဒီနေ့ပထမဦးဆုံးဆရာမကိုမေးချင်တဲ့မေးခွန်းကတော့ဒီလက်ရှိစစ်အာဏာရှင်ကြာရှုံးရေးအင်အားဟာပြည်တွင်းမှာသာရှိတယ်တနည်းအားဖြင့် New Generation GZ PDF တွေရဲ့အာဏာရှင်တော်လှန်ရေးကိုဆရာမဘယ်လိုသုံးသပ်ချင်ပါတယ်လဲရှင်အခုကတော့ဘာဖြစ်လို့လဲဆိုတော့အခုလက်ရှိပေါ့နော်အခုလက်ရှိညီမတို့ generation ကနေပြီးတော့ပြန်စမရမယ်တော်လှန်ရေးပေါ့ဘာဖြစ်လို့လဲဆိုတော့အရင်ကိုတွေအဖိုးဖွားတွေလက်ထက်ကနေပြီးတော့ဘာလဲလှုပ်တော့လှုပ်ခဲ့တယ်အဆုံးထိမလှုပ်ခဲ့တဲ့အတွက်ကြောင့်မလို့အခုလက်ရှိကိုတွေ generation Z လက်ထက်ရောက်တဲ့အချိန်မှာလူငယ်တွေအင်အားနဲ့ပြစ်ဖြုတ်မှဒါနောက်ပိုင်းကိုတွေမျိုးဆက်ကအမြင့်ပြုတ်မယ်ဆိုတော့ဟာမျိုးပေါ့နော်အခုလည်းတော်တော်များများလူငယ်တွေကပါဝင်လာတယ်ဒါပေမဲ့လူငယ်အင်အားအများကြီးမရှိသေးဘူးပေါ့ပြည်တွင်းကလူငယ်အင်အားအများကြီးဆိုမဲ့စုစည်းနိုင်မှတော်လန်ရင်ကအောင်မြင်နိုင်တာပေါ့အဲ့လိုတော့မြင်တယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဆရာမအခုလိုသုံးသပ်ပေးတယ်ဟုတ်ကဲ့ဒီအခုနောက်ကဒီဆရာမသုံးသပ်သွားတဲ့ထင်မှာဒီအာနာရှင်ကြဆုံရေးအင်အားဟာပြည်တွင်းမှာတာရှိတယ်ဆိုတဲ့မိခွန်းပေါ်မှာဆရာမပြောသွားတာကဒီအရင်တုန်းကလူကြီးတွေရဲ့နေပြည်တော်ကလှုပ်တော့လှုပ်ခဲ့တယ်ဒါပေမဲ့အဲ့လောက်ထိရောက်မှုမရှိဘူးအခုလက်ရှိ generation GZ တွေရဲ့ဒီ PDF တော်လန်ရေးတွေဟာလှုပ်တော့လှုပ်နေတယ်ဒါပေမဲ့အများကြီးပူပေါင်းပါဝင်ဖို့လိုသေးတယ်ဆိုလိုတာကကျွန်တော်တို့အာနာရှင်ကြားဆုံးဖို့အတွက်ဒီနိုင်ငံခြားဖြစ်တဲ့ UN တို့ပြီးလို့ရှိရင် ICJ တို့ကုလသမဂ္ဂတို့ ASEAN တို့ဆိုတာတကားပိုက်အစည်းအဝေးချပြီးတော့စာထောက်ယုံကလွေပြီးမှဘာမှမတက်နိုင်ဘူးဒီကနေ့ကျွန်တော်တို့မြန်မာနိုင်ငံအနှက်မကွေးရခိုင်တိုင်းရင်းသားဒေသအပါအဝင်အထက်ဗမာပြည်အောက်ဗမာပြည်ဒီစစ်အာဏာရှင်ကပြေပါစစ်ကတို့ဘုံကြီးတိုက်ခိုက်နေတဲ့အချိန်မှာတကယ်လို့ UN တို့ ICJ တို့ကုလသမဂ္ဂတို့ကချက်ချင်းအရေးယူနိုင်တယ်ဆိုလို့ရှိရင်လူအရင်မြင့်တွေကိုတက်ဖြက်နှိပ်စက်နေတဲ့ရာဇဝဲမှုဖြစ်တဲ့အတွက်ချက်ချင်းအရေးယူလို့ရတယ်။ဘာဖြစ်လို့အရေးမယူနိုင်လဲ။ယူလို့မရဘူး။သူတို့ရဲ့ဥပဒေထင်မှာနိုင်ငံတစ်ခုရဲ့ဒီအဖြစ်အပျက်ကိုအခွင့်အရေးကိုဒီဖြစ်ပျက်နေတဲ့စီးရေးကာလတိုင်းပြည်တပြည်ရဲ့အာဏာကိုဝင်ရောက်ဆွတ်ဖက်ခွင့်မရှိဘူးဆိုပြီးတော့ဥပဒေမှာပြဋ္ဌာန်းထားတယ်။ဒါကြောင့်ကျွန်တော်ဒီနေ့ဒီဆရာမနဲ့အတူဒီစဉ်းစားတွေးခေါ်ပြီးတော့ဒီအကြံပြုချင်တာကတော့အင်အားဒီပြည်တွင်းမှာပဲရှိတယ်ကျွန်တော်တို့တိုင်းရင်းသားလူမျိုးပေါင်းစုံကချင်ကရကရင်မွဲရခိုင်ရှမ်းအလုံးဒီဗမာလူငယ်အများစုကဒီအာနာရှင်တော်လန်ရေးမှာပူပေါင်းပါဝင်ပြီးတော့ကျွန်တော်တို့ဒီ generation GZ ခေတ်မှာဒီအာနာရှင်စနစ်ဆိုကိုအမြင့်ပြတ်ချေမှုဖို့လိုတယ်ဆိုတာကိုကျွန်တော်အနေနဲ့တော့ဒီတုံ့တက်ပြချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာမဟုတ်တယ်ဘာဖြစ်လို့လဲဆိုတော့အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှင်ဒါကြီးကအမွေဖြစ်နေ
သွားတော့မှာခုပြောရမယ်ဆိုလို့ရှိရင်ပေါ့ကြောက်တယ်ပေါ့ဒါငါတို့ခေတ်လုံးကဒီလိုလုပ်လိုက်လို့ဒီလိုဖြစ်မယ်ဆိုတဲ့ဟာကိုရီခေတ်ရောက်လာတဲ့အချိန်မှာသူတို့ပြောခဲ့တဲ့အတွက်ကြောင့်မလို့ငါတို့မလုပ်ဘူးလို့ရက်လိုက်မယ်ဆိုလို့ရှိရင်ကိုရီမွေးလာတဲ့ generation ကဟိုပြောမယ်နံပါတ်1ဖိနှိပ်ချုပ်ချက်ခံရမယ်တရားမျှတမှုရမှာမဟုတ်ဘူးညီတူညီမျှဟိုပြောမယ်ဖြစ်ခွင့်ရှိမှာမဟုတ်တော့လိုပဲတည်ရမလားဘယ်ပြောမလဲဒီနိုင်ငံမှာပဲနေရင်းနဲ့ပဲလုံးပါသွားကြမှာပေါ့ကိုယ်လုံးမြောက်တဲ့လူကြတော့လဲတခြားနိုင်ငံမှာလုံးမြောက်သွားမလုံးမြောက်တဲ့လူတွေကလုံးပါပြီးတော့ပဲနေသွားရမယ့်ဟာမျိုးကတော့မဖြစ်သင့်ဘူးလို့လည်းမြင်နေပေါ့နော်အဖြစ်မခံရအောင်လဲလူငယ်တွေကနေပြီးတော့ပိုပါဝင်လာဖို့လဲလိုအပ်တယ်ပေါ့အဲ့လိုတော့မြင်နေပေါ့နော်နောက်တစ်ချက်အနေနဲ့ထပ်တော့ပြောရမယ်ဆိုလို့ရှိရင်ခုမြန်မာနိုင်ငံမှာပေါ့နော်ခုလက်ရှိအာဏာသိမ်းစစ်ကောင်စီကနေ့စဉ်နဲ့အမြပြည်နေတဲ့တိုင်းနေရာဘောက်စုံကိုဘုံလိုက်ကျေးနေတယ်ပေါ့နော်ဒီပုံမှာရောဘလို့ပြည်သူတွေအနေနဲ့ရောဘလို့ကာကွယ်သင့်ပါတယ်ဆရာမဘုံလိုက်ကျဲတာကနင်ရခိုင်မှနင်ကရင်နင်ကချင်နင်မွန်နင်ဘာမှသူကမဲပြီးကျဲတာမဟုတ်ဘူးမမဲဘူးမမဲဘဲနဲ့ကိုဘာဖြစ်နေ place တွေဘာနေရာဖြစ်နေ place တွေသူကဘုံလိုက်ကျဲတာသူကတင်မဒီနေရာကဗမာတိုင်းသားတွေနေတဲ့နေရာပဲမို့လို့ငါတို့မကျဲဘူးလို့မဟုတ်ဘူးအခုမကွဲတို့စကိုင်းတို့ဆိုတာဗမာ majority ဆိုတာဗမာတိုင်းသားတွေနေတဲ့နေရာမကျဲတာပဲလေသူတို့အနေနဲ့ဒီနေရာမလို့မကျဲဘူးဆိုတာဖြစ်သူတို့မှာတိုင်းသားမို့လို့မကျဲဘူးဘာမှမကျဲဘူးဆိုတာမရှိသူတို့မှာရန်သူပဲရှိတယ်သူတို့မှာရန်သူနဲ့သူတို့ပဲရှိတယ်သူတို့မှာအဲ့လိုမျိုးတွေမရှိဘူးအဲ့လိုမျိုးပေါ့နော်အဲ့ကြောင့်ဘယ်လိုမြင်ရမလဲဆိုလို့ရှိရင်ငါတို့ကတော့ဒီတိုင်းသားမို့လို့ငါတို့ကတော့လုံမှာမဟုတ်ဘူးလို့တော့မထင်လိုက်နဲ့လုံမှာဘာလို့ဆိုတော့သူတို့မြင်မှာရန်သူနဲ့ဒီစစ်ကောင်စီပဲရှိတာအဲ့ဒါကြောင့်မို့မြင်အောင်ကြည့်ဖို့လိုတယ်ပေါ့အမြင်မြင်အောင်ကြည့်ဖို့လိုတယ်ဒါတွေကိုမြင်အောင်ကြည့်ဖို့လိုတယ်ငါတို့ပဲခံရတာမဟုတ်ငါတို့အကုန်လုံးညီတူညီမျှခံနေရတာသူတို့မှာကဘယ်သူမှခေါင်းထဲမှာမရှိဘူးပေါ့အဲ့လိုမျိုးမြင်အောင်ကြည့်တတ်ဖို့လိုတယ်ပေါ့နော်ပြောပါဆရာမဟုတ်ကဲ့အခုနကဒီဆရာမပြောတော့ဆိုဒီမှာဒီစစ်အာဏာရှင်တို့မိဒီမှာအာဏာရှင်တစုရဲ့ဒီအာဏာတည်တံ့ခံမြင်ဖို့ပြည်သူတွေရဲ့တိုင်းပြည်ရဲ့တရားစကားတွေကိုလက်ဝါးကြီးအောက်ဖို့သူ့ကိုဆန့်ကျင်တဲ့အရာဟုတမျှကိုမိမိအိမ်ထဲကမိသားစုကိုလေသက်ဖြတ်မှာပဲဆိုတော့အခုမကွေးတို့ဗမာအထက်ဗမာပြည်မန္တလေးတို့ဒီဟိုဟာတို့ဆိုတာကဗမာတွေရဲ့ majority တွေပဲဒါပေမဲ့အဲ့ဒီမှာဗမာမို့လို့သူတို့ကဘုံမကြေဘူးမဟုတ်ကြေးတာပဲဆိုတော့ကျွန်တော်တို့ကဒီအာနာရှင်ကိုကြားဆွန်ရတဲ့တော်လန်တဲ့နေရာမှာကျွန်တော်တို့ဒီအချိန်မှာ new generation အနေနဲ့ဗမာလို့မဟုတ်ရခိုင်လို့မဟုတ်ရှမ်းလို့မဟုတ်ကရင်လို့မဟုတ်ဒီနေ့ဖို့အချိန်မှာအားလုံးနေပြီးတော့အင်္ဂလိပ်ဂျပန်ကိုတော်လန်ခစ်တယ်လို့ကျွန်တော်တို့စူးစူးစီစီနဲ့ဒီစစ်အာနာရှင်ကိုthe bright day တချိန်လေးနေရာအနှက်ရလက်နဲ့ပြေပါကိုအာမကိုပေးကျွန်တော်တို့တော်လန်ဖို့လိုတယ်ဆိုတာကိုတော့ကကျွန်တော်တို့ဒီပြောလို့ရတာပေါ့နော်တုံးတက်ချင်တာပေါ့ဟုတ်ကဲ့ကျေးဇူးပါဆရာမဆိုတော့အခုဆက်လက်ပြီးဆရာမမေးချင်တာကဒီအာနာရှင်တိုလန်ရဲ့အောင်မြင်ဖို့ပြည်တွင်းပြည်ပဟန်ရှက်ညီနဲ့လောက်ဆောင်ဖို့ဒီတက်ပေါင်းစုပေါ့နော်တိုလန်ရဲ့တက်ပေါင်းစုတွေကဘာတွေများအဓိကထားပြီးတော့လောက်ဆောင်တင်လို့ထင်ပါတယ်ဆရာအဓိကကတော့တော်လန်ရေးဒီအင်အားစုတွေကအာနာရှင်ကိုဖြုတ်မယ်ဆိုတဲ့ရည်ရွယ်ချက်တစ်ခုပဲထားရမယ်အဲ့ရည်ရွယ်ချက်တစ်ခုတည်းထားမှပဲဒီအာနာရှင်တော်လန်ရေးကအောင်မြင်မှာပေါ့အဲ့လိုမျိုးရည်ရွယ်ချက်တစ်ခုပဲမထားဘဲရည်ရွယ်ချက်တွေအများကြီးထားဥမာပေါ့ plan A ကိုပဲမဖြစ်အောင်သွားမယ်ဆိုတဲ့စိတ်ထားမှရမှာ plan A ကနေမဖြစ်ဘူး plan B ကိုဆွဲမယ်ဆိုတဲ့ဟာမျိုးထားလို့မရတော့ဒီအချိန်မှာဘာလို့ဆိုဒီချိန်မှာထားပြီး plan B နဲ့ပဲ plan A မအောင်မြင် plan B နဲ့ပဲသွားမယ်ဟေ့ဆိုလို့ရှိရင်နောက် plan C D E နဲ့လိုက်ရတော့မှာဆိုတော့အခု plan A မှာထားရင် plan A ကိုပဲမဖြစ်တဲ့နည်းနဲ့သွားမယ်အခုဆိုရှင်ဟိုတော်လန်ရေးမှာဆိုရှင်လည်းဒီစစ်အာဏာရှင်ကိုဖြုတ်ချမယ်ဘလို့နည်းနဲ့ဖြစ်ဖြုတ်ချရမယ်ဆိုတဲ့ဟိုစိတ်သက်ရှိမှအဲ့လိုမျိုးဖြုတ်ချမယ်ဆိုတဲ့ရည်ရွယ်ချက်ရှိမှပဲဒီတော်လန်ရေးကအောင်မြင်မယ်ပေါ့အဲဒါကြောင့်တသက်မထဲထားမှရမယ်ငါတို့ဒီဘာကိုဖြုတ်ချမှာလဲငါတို့ဒီဘာကိုအရင်လုပ်မှာလဲဒီအောင်အရင်လုပ်ရမယ်ဟေ့ဆိုလို့ရှိရင်တော်လန်ရေးမှာမဖြစ်တဲ့ priority ထားရမယ်ပေါ့အဲ့လိုမျိုးဆိုလို့ကျင်တာပေါ့ရအောင်ဖြုတ်မယ်ဆိုရအောင်လုံးမရမယ်အဲ့လိုမှမဟုတ်ဘဲနဲ့ဆိုရင်တော့ဒီလိုပဲရေမျောကန့်တင်ကိုသွားမှာပေါ့ဒီလိုပဲမျောသွားမှာပဲဒီလိုမျောရင်းကနေဖြစ်ဖြစ်နဲ့ generation လိုက်မျောတာကိုဆက်ပေးသွားမယ်ပေါ့အဲ့လိုမဖြစ်ဖို့လိုတယ်ပေါ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဒီအခုနကဒီကျွန်တော်တို့ပြောတဲ့အထက်မှာအာနာရှင်ပြုတ်ကြရေးအတွက်ကျွန်တော်တို့ဒီ target တစ်ခုကိုထားရမှာပေါ့လေဆိုလိုတာကဘယ်လိုပြောရမလဲဆိုတော့ဒီအာနာရှင်ဟာ
ဒီကနေ့ကရင်နဲ့စာချုပ်ချုပ်လိုက်တယ်ပြီးလို့ရှိရင်ရခိုင်ကိုဘုံကျေးလိုက်တယ်ရှမ်းကိုစာချုပ်ချုပ်လိုက်တယ်ဟိုမှာမွန်ကိုဘုံကျေးလိုက်တယ်ဒီလိုပဲပြီးမှအနိုင်ကျင့်စော်ကားတက်ဖြတ်မတင်ချင်းတက်ဖြတ်မင်းရှို့နေတာကြာပြီဆိုတော့ဒါတွေကဘာကြောင့်ဖြစ်လာတယ်လဲဆိုတော့ကျွန်တော်တို့မှာဒီရေချက်တစ်ခုမရှိဘူးကျွန်တော်တို့အားလုံးကရေချက်တူနေရမယ်အခုတော့ဆရာမပြောတော့တယ်လို့ပေါ့ဒီအာနာရှင်ပြောကြရေးဆိုတဲ့ဘလို့ပဲဖြစ်နေပါစေကျွန်တော်တို့ဒီပြောမယ်ဆိုလို့ရှိရင်ရခိုင်ကနေသူ့နေရာနဲ့သူတိုက်မယ်ရှမ်းကလည်းသူ့နေရာနဲ့သူတိုက်မယ်မွန်ကလည်းသူ့နေရာနဲ့သူတိုက်မယ်ဆိုလို့ရှိရင်စစ်မျက်နှာပေါင်းမြောက်များစွာဖွင့်ပြီးတော့သူတို့ကိုတိုက်မယ်ဆိုလို့ရှိရင်ဒါရေချက်တစ်ခုပဲငါတို့ကနေပြီးတော့ရခိုင်ကိုတွားပြီးတော့ဒီရခိုင်ပြည်မှာတွားပြီးမှနေပြီးတော့ရခိုင်ဖက်ကနေစိုက်ကူတိုက်ကြမလို့ဘူးငါတို့မွန်ဖက်ကနေပြီးတော့ဗမာစစ်တပ်ကိုဗမာစစ်တပ်မဟုတ်ဘူးဒီစစ်အာဏာရှင်ကိုတိုက်မယ်ရှမ်းကလည်းရှမ်းဘက်ကနေဒီစစ်အာဏာရှင်ကိုတိုက်မယ်ကရင်ကလည်းကရင်ဘက်ကနေစစ်အာဏာရှင်တိုက်မယ်ဒီလိုရေချက်တူညီတဲ့ရေချက်တွေနဲ့ဒီအာဏာရှင်ပျောက်ကြားရေးကို direction တစ်ခုတည်းနဲ့တိုက်မယ်ဆိုလို့ရှိရင်ဒီကနေ့အာဏာရှင်ဟာနောက်သက်ဆိုးရှည်မှာမဟုတ်ဘူးဒီအတိုင်းပဲကျွန်တော်တို့သူလုံးတို့ကိုလုံးတို့နဲ့ညီညွတ်မှုမရှိဘဲနဲ့လုံနေလို့ကတော့ဒီနေ့ကျွန်တော်တို့မနေ့ဖန်မိုးလိုက်ငါတို့အိမ်ကိုမိရှို့ခံရမယ်ငါတို့သားသမီးတွေကိုထပ်ပြီးတော့ဖန်ဆီးတော့မယ်အခုဘွေရတွေပညာတဲ့တွေတက်ကြီးရွေအိုတွေစီမုံထန်ဖို့ရွေကောက်ပွဲပြီးတော့ပြန်ခေါ်လာတော့မယ်ဒါကိုကျွန်တော်တို့လူငယ်တွေနားလည်ဖို့လိုတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာမဟုတ်ကဲ့ပါဆိုတော့ဒီဆီယာမကိုမေးချင်တာကတော့ဒီနောက်ဆုံးမေးခွန်းတော့မဟုတ်ဘူးဒီ new generation ဒီ GZ ဗမာလူငယ်တွေပေါ့နော်အဲ့လိုမျိုးအဖွဲ့အစည်းအများကြီးရှိကြတယ်ပေါ့နော်မြန်မာပြည်မှာဆိုလို့ရှိရင်အဲ့လိုမျိုးအဲ့လူငယ်တွေကိုဆီယာမအနေနဲ့ဘာတွေများmessage တွေပေးဘာတွေများပြောကြားချင်ပါတယ်ဆီယာမအဓိကကတော့စီးရုံးမှုပေါ့နော်နေစီးရုံးမှုဆိုခုနကပြောသွားတယ်လို့စက်အကောင်စီကမစီးရုံးအောင်အမျိုးမျိုးဖြတ်မှာမျိုးဖြတ်မယ်ဆိုတော့မစီးရုံးနေသူတို့ကြိုက်လေပဲမစီးရုံးနေသူတို့တက်ကပို့ပြီး site ဝါးတွေထဲလို့ရလေပဲသိရမလားအဲ့လိုမျိုးဝါရမိုင်းရင်တိုက်တာလူမျိုးရေးမိုင်းတိုက်တာအဲ့လိုဟာမျိုးတို့တက်ထက်ရလွဲတာ哦ဒါပေမဲ့ကိုရီဒီစစ်ကောင်စီတက်ထဲမှာကတိုင်းသားပေါင်းစုံလည်းရှိနေတာစစ်ကောင်စီတက်ထဲမှာအခုတာဝန်ထမ်းနေတဲ့လူတွေဆိုတာလည်းရခိုင်နေပါတယ်ကရင်နေပါချင်းနေပါတယ်မွန်နေပါတယ်ဗမာတွေပါအကုန်လုံးပါအခုဒီ PDF ဒီတက်တော်လိုင်းတက်တွေမှာလည်းရခိုင်နေပါတယ်ကချင်းနေပါတယ်ကရင်နေပါအကုန်ပါတယ်တော့ဘလို့ဖြစ်စေချင်တာလဲဆိုလို့ရှိရင်အချင်းချင်းမတက်အောင်လုပ်တာဆိုတော့အဓိကလူငယ်တွေအချင်းချင်းစီးရုံးမှုလို့တယ်နောက်ပြီးတော့အဖွဲ့တွေကွဲနေတာတွေထက်တသမတ်ထဲစိတ်တက်ကတသမတ်ထဲသွားနိုင်မှတော်လိုင်းရေးကအောင်မြင်နိုင်တယ်ဆိုတဲ့ဟာကိုမြင်မိတယ်ပေါ့ဘာဖြစ်လဲဆိုတော့အဲ့လိုမျိုးမဖြစ်အောင်ပဲအခုကတခုတနေရာမှာဘုံကျဲလိုက်ပြီးဟဲ့ဆိုရှင်သတင်းတစ်ခုကလူစိတ်ဝင်စားတဲ့သတင်းမျိုးတွေကအင်တာနက်ပေါ် social media တွေပေါ်မှာသူကသတင်းဘွာလာဖြန့်လိုက်တာပေါ့အဲ့တော့မဖြစ်တော့လဲဆိုတော့အဲ့ဘွာလာဖြန့်လိုက်တဲ့စီကိုလူတွေကရောက်သွားတယ်ဘာသာရေးနဲ့ပတ်သက်ပြီးဘွာလာဖြန့်မယ်လူမျိုးရေးနဲ့ပတ်သက်ပြီးဘွာလာဖြန့်မယ်အဲ့လိုဟာမျိုးတွေကအခုလက်ရှိ3နာရီဖြစ်တဲ့ကြောင့်ဓာတ်တွေကိုလူငယ်တွေအနေနဲ့ကစင်ရင်တင်တယ်ပေါ့စင်ရင်တင်ဆိုတော့စဉ်းစားတင်တော့ဒီဘက်မှာဒီလိုဖြစ်ပြီဆိုရင်ဒီဘက်ကနေပြီးတော့တစ်ဖက်ကနေဝါဒဖိုင်းဖြန့်တက်ပါလားဆိုတဲ့ဟာပေါ့အဲ့လိုမျိုးတုံးတက်မှပဲစီယုံမှုဘက်ကိုပို့တွေးလာနိုင်တာပေါ့အဲ့လိုမျိုးမြင်တယ်ပေါ့အဓိကတော့လူငယ်တွေအချင်းချင်းကငါတို့ကိုသူတို့ကတယောက်နဲ့တယောက်မဖြစ်အောင်စစ်တိုက်မဖြစ်အောင်လုပ်နေပါလားအဲ့တော့ငါတို့အနေနဲ့ကဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ဒီတသက်မတဲ့ထားရမယ်ဆိုတဲ့ဟာပေါ့စီယုံရမယ်တသက်မတဲ့ထားရမယ်ဟာကိုဖြစ်စေချင်တယ်ပေါ့အဲ့လိုမျိုးမြင်နေပေါ့နော်အာနာရှင်ကြဆုံရေးနောက်ဆုံးအနေနဲ့လူငယ်တွေကိုဘာပြောချင်တယ်လဲဆိုလို့ရှိရင်ကချင်ကရကရမွန်ရခိုင်ရှမ်းဗမာအားလုံးကျွန်တော်တို့တွေဟာဘယ်လိုပြောမလဲဆိုတော့အလွယ်တရာမှလှပ်ပတဲ့ဒယန်စဒပြေဝတဲ့တိုင်းပြည်တည်ဖြစ်တယ်ကျွန်တော်တို့အနည်း80ကျော်လူငယ်တွေရဲ့အသက်အိုးဤစေးစင်တွေအနာဂတ်တွေကပျောက်ဆုံးလို့သွားတယ်ဒီနေ့ဖို့အချိန်မှာကျွန်တော်တို့ဒီနေရာအနှက်ဒီစစ်ကောင်စီကိုကျွန်တော်တို့တော်လှန်နေကြတဲ့ထစ်မှာစစ်ကောင်စီရဲ့ဒီဝါဒမိုင်းမမိဖို့အရေးကြီးတယ်သူတို့ကတနေရာကိုဘုံကျစ်ပြီဆိုလို့ရှိရင်ဘာသာရေးမိုင်းကိုတိုက်တယ်တနေရာမှာတစ်ခုလောက်ပြီဆိုလို့ရှိရင်ဒီစီးပွားရေးမိုင်းကိုတိုက်တယ်နိုင်ငံရေးမိုင်းကိုတိုက်တယ်ဆိုတော့ကျွန်တော်တို့မှာဘာသာမတူတဲ့လူမျိုးတွေရှိတဲ့အခါကျတော့စစ်ကောင်စီအတွက်အခွင့်အရေးဖြစ်တယ်ဒါတွေကိုလူငယ်တွေအနေနဲ့အဓိကတတိထားဖို့လိုတယ်ဘာဖြစ်ကျွန်တော်တို့ကပြည်သူတွေပဲခံရမယ်ဒီစစ်အာဏာရှင်လက်ဝါးကြီးအောက်ထားတဲ့အနိုင်ကျင့်ဖိနှိပ်ချုပ်ချယ်တဲ့ဒီလူတစုကိုကျွန်တော်တို့ဒီနေ့ပေါ်အချိန်မှာ generation လူငယ်တွေကလူမျိုးပေါင်းစုံရလက်နက်နဲ့မိမိနေရာဒေသအလိုက်တက်ညီလက်ညီနဲ့ဒီဥတီချက်တစ်ခုကိုလုပ်ပြီးတော့ကျွန်တော်တို့
တော်လှန်နိုင်ကြပါစေလို့ဆရာအနေနဲ့တို့ကအဲ့လိုပဲဒီဟိုအကြံလေးပြုရှင်တယ်ပြောလေးပြောကြမှာကြားစေရှင်တယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာမ ဒီနောက်ဆုံးအနေနဲ့မေးချင်တာကတော့ပေါ့နော်ဒီအခုရွေးကောက်ပွဲကျင်းပပြီးသွားပြီပေါ့နော်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဒီရွေးကောက်ပွဲရဲ့ရလဒ်ကရောပြည်သူတွေအတွက်ဘာအကျိုးဆက်တွေဖြစ်လာနိုင်တယ်လဲပေါ့နော်ကောင်းတဲ့ဘက်ကဖြစ်လာမလားဒါမှမဟုတ်ဆိုးတဲ့ဘက်ကိုသွားမလားဆိုတော့အဲ့အပေါ်မှာပေါ့နော်တစ်ချက်လောက်ဆရာမအနေနဲ့သုံးသပ်ပေးပါဦး ပြည်သူတွေကတော့အခုလက်ရှိကတော့ဘယ်သူမှမဲ majority မဲတော့မပေးရဆိုရင်တော့ဒါပြည်သူတွေရဲ့ဆန္ဒကိုမြင်နိုင်တယ်ပေါ့တို့ကတော့အာဏာရှင်တီမဲမို့တဲ့ဒီဟာကိုမဲကိုတို့ကလောက်ခဲ့တာဆိုတော့ပြည်သူမဲပေးမပေးတို့ကတော့နေရာယူမှာပဲပေါ့ဒါကတော့ကို့အမြင်ပေါ့ယူမှာပဲတို့ကဘလို့နေရာနမဲပေါင်းစုံနဲ့ယူမှာပဲဆိုတဲ့အခါကျတော့ဟိုမဲသွားပေးတဲ့ပြည်သူတွေမှာလည်းဘလို့လဲဆို force တွေနဲ့တော့ပေးတဲ့လူတွေလည်းရှိမယ်အခုမှဆိုရှင်ကိုဒီမြို့နယ်မှာမဖြစ်မနေပေးရမယ့်သူတွေမပေးလို့ရှိရင်ဘာဆိုရချင်းချောက်ပြီးတော့မဲပေးခံရတဲ့သူတွေလည်းရှိတယ်ပေါ့ဆိုတော့ဒီမဲတို့မဲလောက်တဲ့အကြောင်းရင်းကလည်းအဓိကတော့အာနာရှင်တည်မြဲဖို့အတွက်ဒီမဲကိုရောင်ပြအတုအယောင်ရောင်ပြလုပ်ပြလိုက်တာပေါ့ဆိုတော့ကောင်းတာတော့မရှိဘူးမကောင်းတာတော့ပုံများမယ်ဘာလို့ဆိုအဲ့ဒါမှတော့မဲအခု official အစိုးရမဟုတ်သေးတဲ့ခါကျ official အစိုးရခေါ်နိုင်ဖို့အတွက်ကိုတို့ကဒီမဲရွက်ကောက်ပွဲကိုတို့ကလုပ်လိုက်တာပေါ့လုပ်လိုက်တဲ့ခါကျတော့တကယ်အမှန်တမ်းပြောရမယ်ဆိုလို့ရှိရင်official ရှယ်တို့ကဒီအာဏာကိုမြဲအောင်လုပ်ပါမယ်အဲ့တော့အာဏာမြဲဖို့အတွက်ကိုဒီရွက်ကောက်ပွဲကိုလုပ်တယ်အဲ့ဘယ်လိုပြောမလဲမြဲအခုကတော့ officially ကြီးကြလိုက်တာပေါ့ရွက်ကောက်ပွဲပြီးတော့ဒီအစိုးရအဖြစ်လာတဲ့အတွက်ကြောင့်မလို့ဘာလုံးလဲဆိုတာကတော့ခုနကပြောတော့မြစ်စုံစီမံကိန်းကိုတို့ပြန်ဖော်ဆောင်မယ်အဲ့ဒါပြီးလို့ရှိရင်အစိုးရအနေနဲ့ခေါင်းစဉ်တက်ပြီးတော့ဒီတော်လန်ရေးနဲ့ပတ်သက်ပြီးတော့ဟိုပိုဖိအားတွေပိုပေးလာနိုင်တယ်ပြည်သူတွေကိုမဖြစ်မနေတောင်းစစ်မဖြစ်မနေဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့စစ်မှုထမ်းခိုင်းတာတွေဘာတွေအဲ့လိုဟာမျိုးတွေဖြစ်လာနိုင်တယ်ပေါ့ဘာလို့ဆိုတော့မဲရွေးကောက်ပွဲပေးလိုက်ရွေးကောက်ပွဲမှာမဲပေးလိုက်ပြီဆိုသူတို့ဟာတရားဝင်မြန်မာနိုင်ငံရဲ့အစိုးရဖြစ်လာတာပေါ့အဲ့လိုမျိုးကိုသူတို့ကရက်အောင်ယူခဲ့တာပေါ့အဲ့ဒါကြောင့်မို့မဲမပေးတဲ့လူတွေကဓာတ်တွေကိုတိရတဲ့ကြောင့်မဲတော့မပေးခဲ့ဘူးမဲတော့ပေးတဲ့လူတွေကလည်းဟိုပြောမယ်ဆိုကိုယ့်ရဲ့စိတ်ခံစားချက်နဲ့ပဲတော့ပေးလဲပေးမယ်ဒါမှမဟုတ်အဲ့လိုမျိုး force အရာလဲတော့ပေးရင်လည်းပေးခဲ့တယ်ဒါပေမဲ့မဲပေးတာကတော့ဟိုပြောမယ်ဟိုကိုယ်စန္ဒအရာဖြစ်ပေမဲ့မဲကောက်ပွဲကျင်းပတာကတော့သူတို့ရဲ့အာဏာတည်မြဲရေးအတွက်အစိုးရဖြစ်လာဖို့အတွက်ပေါ့အဲ့လိုမျိုးကိုမြင်တယ်ပေါ့နော် ဟုတ်ကဲ့ပါဆရာမရေအခုလိုမအားတဲ့ကြားကနေဖြေချပေးသွားတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်ဟုတ်ကဲ့ပါဒီကနေ့အာရခမီဒီယာကနေစစ်အာဏာရှင်ကြာဆုံးရေးအင်အားဟာပြည်တွင်းမှာသာရှိတယ်ဆိုတဲ့အစီအစဉ်နဲ့ပတ်သက်ပြီးဆရာမစိုးမြတ်သိန်းနဲ့ဆက်သွယ်မေးမြန်းပေးသွားတာဖြစ်ပါတယ်နောက်ထပ်အာရခမီဒီယာကနေတင်ဆက်ပေးသွားမယ့်အစီအစဉ်တွေကိုလည်းအပေးနာဆင်ကြပါလို့ပြောကြရင်းနဲ့နှုတ်ဆက်လိုက်ရပါတယ်ကျေးဇူးပါ